ုန်းကြီးဟာဘာအတွက်ဝတ်ထားလဲလူဘဝမနေခြင်းလို့ဝတ်ထားလားပြင်းလို့ဝတ်ထားလားလုံးမစားခြင်းလို့ဝတ်ထားလားသို့မဟုတ်ဒီဖရာသခင်ရဲ့အမှုထမ်းမှုဝတ်ထားလားတချို့ဘုရားဘာသာဘုန်းကြီးတွေကဘာလို့ဘုန်းကြီးဝတ်ထားလဲဗမာပြည်မှာဆိုဒုံလဘယဟန်ကန်နေပြည့်တာနော်ဘာလို့ယဟန်ခံကြလဲဒုံလဘယဟန်ခံနေမကဘူးဒုံလဘသီလရှင်လည်းလာသေးတယ်ရှောင်းတလုံးဆုံးခံပြီးတော့ဘာလို့သီလရှင်ဝတ်လဲဘာရည်ရွယ်ချက်နဲ့ဝတ်ထားလဲရည်ရွယ်ချက်တော့ရှိရမှာလေအလုပ်တစ်ခုလုပ်တယ်ဆိုရင်ဥတီချက်နဲ့ရည်မှန်းချက်ရည်ရွယ်ချက်ဆိုတာရှိကိုရှိရမရှိလို့မရအဲ့တော့ဗုဒ္ဓဘာသာမှာသာဘုန်းကြီးရှိတာမဟုတ်ဘူးဟိန္ဒူဘာသာမှာလည်းဘုန်းကြီးရှိတာခရစ်ယာန်မှာလည်းဘုန်းကြီးရှိတယ်မန့်တို့ priest တို့ရှိတာဘာရည်ရွယ်ချက်နဲ့ဝတ်ကြတာလဲဗုဒ္ဓဘာသာဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့လဲခရစ်ယာန်ဘုန်းကြီးဟိန္ဒူဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့ဝတ်ကြတာလဲအဲ့တော့ရည်ရွယ်ချက်တော့ရှိရအဲ့ဒီရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့မိလိန်နာမင်းကြီးကကိမတိယဗန္တိတုံမကံပပ္ပစ္ဆာအရှင်ဘုရားတို့ရှင်ယဟန်လောက်တာဘာအတွက်လဲကောသတုံမကံပရမတ္ထောအရှင်ဘုရားတို့မျှော်မှန်းတဲ့အမြင့်ဆုံးရှိမှန်းချက်ကဘာလဲဘုန်းကြီးဝတ်တယ်ဆိုတာဘာအတွက်လဲနော်အမြင့်ဆုံးရည်မှန်းချက်ကဘာလဲဒါတွေရှိရမလဲရှိရအဲ့တော့ဘာတွေရည်မှန်းပြီးတော့ဘာတွေလှုပ်တာတော့ဆိုတော့ရှင်နာဂသေနာဖြေတယ်ဘုရားဘာသာဘုန်းကြီးတွေဘာကြောင့်ဘုန်းကြီးဝတ်တယ်ဆိုတဲ့မှန်ကန်တဲ့ရည်ရွယ်ချက်ကပါကိန္တိမဟာရာဇဣဒံဒုက္ခံနိရုဇေယအညာသဒုက္ခံနဥပ္ပစေယတိဧတဒတ္ထာမဟာရာဇအမကံပပ္ပစ္ဆာမြတ်စွာဘုရားရဲ့သာသနာတော်မှာတို့ယဟန်ဝတ်တယ်ဆိုတာတဲ့ယဟန်ဝတ်တယ်ဆိုတာတခြားအတွက်မဟုတ်ဘူးတဲ့အခုရထားတဲ့ဆင်းရဲဒုက္ခဘယ်လိုအဆုံးသတ်ရမလဲနောက်ထပ်ဆင်းရဲဒုက္ခတစ်ခုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိဖို့ဝတ်ထားပါတဲ့ဒါဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ရည်ရွယ်ချက်နော်ဘာကြောင့်ဘုန်းကြီးဝတ်ထားတော့ဆိုအခုလက်ရှိရထားတဲ့ဒုက္ခချုပ်ငြိမ်းသွားပြီးတော့နောက်ထပ်ဒုက္ခတစ်ခုမရဖို့အဲ့တော့ဒီနေရာမှာဒုက္ခဆိုတာဘာကိုပြောတာတုံးဆိုအလုံးသိတဲ့ဒုက္ခတဲ့နဲ့နဲတဲ့ဒီဟာမြတ်စွာဘုရားရဲ့ဆုံးမစကားနဲ့ကြည့်ပဲဆိုရင်ဒုက္ခဆိုတာလူအများသိတာအိုရခြင်းဟာလည်းဒုက္ခနာရခြင်းဟာလည်းဒုက္ခသေရခြင်းဟာလည်းဒုက္ခချစ်သူခင်သူနဲ့ခွဲနေရခြင်းဟာလည်းဒုက္ခမုန်းသူနဲ့အတူနေရခြင်းဟာလည်းဒုက္ခလိုချင်တာမရတာလည်းဒုက္ခဆိုပြီးတော့ဓမ္မစကြာမှာဟောထားတဲ့ဒုက္ခတွေရှိတယ်လေအဲ့ဒီဒုက္ခတွေအပြင်လူမသိသူမသိဒုက္ခလို့မသိတဲ့ဟာကဘာတော့တန်ခိတ်တေနပိစုပါဒာနက္ခဏာဒုက္ခခန္ဓာ၅ပါးရထားတာဒုက္ခဖြစ်နေတယ်ခန္ဓာ၅ပါးကြီးရထားတာဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့နော်လူတွေကရေဝေနဲ့နီးလာမှဒုက္ခလို့ထင်တာဝေးနေတော့ကတော့ဒုက္ခလို့မထင်ကြဘူးသိပြီးတော့သို့တော့ရလာတဲ့အချိန်ကနေစပြီးသူဒုက္ခပေးတာမယမနာပဲလေလူဘဝရလာတဲ့ဆိုတဲ့ကမြတ်စွာဘုရားကဟောတယ်ယောဘိခွေရူပတ္တဥပ္ပါရောဒုက္ခသေးသောဥပ္ပါရောတဲ့ရုပ်တရားကြီးရုပ်ခန္ဓာကြီးရလာတာဟာဒုက္ခရလာတာတဲ့ဒုက္ခဖြစ်လာခြင်းပဲဝေဒနာဆိုတဲ့စိတ်ခံစားမှုရလာတာလဲဒုက္ခရတာပဲတင်ညာဆိုတဲ့စိတ်မှတ်သားမှုရတာလည်းပဲဒုက္ခကိုရလှုံ့ဆော်စည်းရုံးမှုဆိုတဲ့သင်္ခါရရလာတာလဲဒုက္ခရလာတာအသိစိတ်လို့ဆိုတဲ့ဝိညာဉ်ရလာတာလဲဒုက္ခဆိုလိုတာခန္ဓာ၅ပါးရလာတာဟာဒုက္ခရလာတယ်လို့ဆိုတယ်။ဘာဖြစ်လို့ဒုက္ခလို့သတ်မှတ်တယ်လဲဆိုရင်ဖြစ်ပြီးပြက်နေလို့ထာဝရပြောင်းလဲနေတဲ့အရာကြီးဖြစ်လို့
ဖြစ်မှုပြမှုတွေကအမြဲတမ်းနှိမ့်ဆက်နေလို့ဒုက္ခဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့လူတယောက်မွေးလာပြီဆိုရင်နော်တရက်သားကနေတလသားကနေတစ်နှစ်သားဖြစ်လာတဖြည်းဖြည်းတစ်နှစ်သားကနေ10နှစ်သား10နှစ်သားကနေ20ဒီလိုကြီးပြောင်းလာတဲ့အခါမှာရက်နေမှာမဟုတ်ဘူးတဖြည်းဖြည်းအိုမင်းပြီးတော့လာတယ်သွားရင်လာရင်စားရင်တောင်းရင်ပြောရင်ပါရင်နဲ့ခေါင်းပေါ်ကဆွေးတွေကဖြူပါးစပ်ထဲကသွားတွေကပြုတ်ထွက်နော်ဒီကြားထဲမှာနေမကောင်းလို့ဆေးကန်းသွားတာခဏအဲ့တော့ခန္ဓာကြီးရထားတဲ့လူတယောက်ဟာပြောင်းလဲနေတာကြီးကိုမပြောင်းလဲအောင်ရပ်တန့်ပြစ်လို့ရမလားဆိုမရဘူးသွားနေတာပဲသူကတော့နော်တလသားကနေ2လသားသွားနေတာသူရှစ်တိုးနေတယ်ဆိုတာတိုးပြီးတော့ပြိုးလာတာမဟုတ်ဘူးနောက်ပိုင်းကျတိုးပြီးတော့အိုးလာတာဖြစ်တယ်ပေါ့အေးအသက်50ကျော်လာပြီဆိုရင်တော့တဖြည်းဖြည်းရောလာအင်အားတွေလည်းတဖြည်းဖြည်းကုန်လာတယ်နုပြိုမှုတွေလည်းတဖြည်းဖြည်းရောကြလာတယ်နော်မျက်စိတွေကမှုံလာတယ်နားတွေကထိုင်းလာတယ်ပရေတွေကတွန်းလာတယ်နောက်ဆုံးမှာအဖိုးဖွားဘွားရောက်လာပြီးတဲ့အခါမှာအိယာထဲမှာဘုံလဲသွားကြဗျာအဲ့ဒါကိုကြော်လွှားနိုင်ဖို့ဒီလန်းရှိလားဆိုမရှိဘူးဘယ်သူမှလည်းမကြော်လွှားနိုင်ဘုရားဘာသာလည်းမကြော်လွှားနိုင်ဘူးတခြားဘာသာဝင်တွေလည်းမကြော်လွှားနိုင်မြန်မာလူမျိုးလည်းမကြော်လွှားနိုင်ဘူးတခြားလူမျိုးတွေလည်းမကြော်လွှားနိုင်ကမ္ဘာမှာရှိသမျှလူတွေအလုံးဟာဒီပုံစံနဲ့ပဲသွားနေတာဆိုအဲ့ဒါကိုကြည့်လိုက်မယ်ဆိုရင်ကိုရထားတာဒုက္ခကြီးရထားတယ်ဆိုတာအမတ္တမထင်ရှားတယ်အဲ့ဒါကြီးကိုဘယ်လိုနည်းနဲ့ရပ်မလဲဒီဘဝပြီးသွားလို့သေသွားရင်နောက်ဒီလိုခန္ဓာတစ်ခုရအောင်ဒီနောက်ခန္ဓာတစ်ခုရရင်အစပြုပြီးအဆုံးလာအောင်နော်မွေးဖွားခြင်းလာလို့ရှိရင်သေဆုံးခြင်းလာမှာပဲအေးနောက်တစ်ခါသေဆုံးသွားလို့ရှိရင်မွေးဖွားခြင်းဆိုတာလာအောင်လာပြီးရင်နောက်ထပ်ပြန်ပြီးသေဆုံးခြင်းနဲ့ပြန်ပြီးမွေးဖွားခြင်း non stop ဘယ်တော့မှရပ်လို့မရတဲ့ဖြစ်စဉ်ကြီးတစ်ခုတည်းမှာတဝဲလဲနဲ့ဒုက္ခရောက်နေကြတာဒီလိုဆိုလို့တယ်နော်အဲ့တော့ဒီလိုဒုက္ခတွေရောက်နေတဲ့ဟာကိုလူတွေဟာကြော်လွှားနိုင်ဖို့ခွင့်လန်းရှိလားဆိုမရှိဘူးမရှိသည့်အတွက်ကြောင့်ဖရာမြတ်စွာဘုရားရဲ့အဆုံးအမတော်အရာဆိုလို့ရှိရင်သာသနာပေါင်းဝင်ရောက်ပြီးတော့ယဟန်ပြုတယ်ဆိုတာအဲ့ဒီဒုက္ခတွေဘယ်နည်းနဲ့ရပ်တန့်ပြစ်မလဲနောက်ထပ်ဒုက္ခတစ်ခုမရအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒါသိရှိဖို့အတွက်ဘုန်းကြီးဝတ်ထားပါလို့ဒါမှန်ကန်တဲ့နည်းနဲ့ဒီလိုရွယ်ချက်ထားအဲ့တော့အစစ်မြင့်နော်အစစ်မြင့်တဲ့ရွယ်ချက်ဘုန်းကြီးဝတ်ထားဘုရားရဲ့ဝကြည်ဝငယ်လုပ်ဖို့လည်းမဟုတ်ဘူးနော်ဘုရားဝကြည်ဝငယ်လုပ်ဖို့လည်းမဟုတ်ဘူးဝန်ထမ်းဖို့လည်းမဟုတ်ဘူးအတိပ္ပယ်ကဘာတော့ဆိုရင်အခုလက်ရှိရထားတဲ့ဒုက္ခတွေချုပ်ငြိမ်းသွားပြီးနောက်ထပ်ဒုက္ခတစ်ခုမဖြစ်ဖို့အတွက်ပဲအဓိကအဲ့ဒါကိုရည်မှန်းပြီးတော့ရဟန်းဝတ်တယ်လို့ရှင်နာကသေနာကဖြေဆိုတာဖြစ်တယ်